ပိတ်သိက်ချင်းဆိုတာတန်ဖိုးထားတတ်တဲ့သူစီမှာပဲတန်ဖိုးရှိတယ်ဆိုတဲ့အကြောင်းကိုဒါဝိရဲ့တက်တာကနေပြီးတော့ပြောပြပေးခြင်းပါဓမ္မရဲ့ဇိပသမဆိုခန်းကြီး24မှာရှောလုဘုရင်ကဒါဝိကိုလိုက်တပ်ဖို့ရန်အချင်းချင်းလိုက်လန်တဲ့နေရာကနေပြီးတော့ဒီ24ရောက်တဲ့အခါမှာလည်းပဲဒါဝိရှိတဲ့နေရာကိုတစ်ချိန်ပြန်လည်ပြီးတော့ရောက်လာပြီးဒါဝိကိုတပ်ဖို့ရန်အတွက်ချောင်းမြောင်းခဲ့ပါဒါမဲ့ဒီအင်ဂေဂျီတော့ရောက်တဲ့အခါမှာတော့ရှောလုကဒါဝိရှိတဲ့နေရာကိုတော့ရောက်လာပြီမဲ့ဥမင်တခုမှာပြင်ပန်းလွန်းတဲ့အတွက်အဲ့ဒီဒါဝိရှိတဲ့အင်ဂေဂျီတော့ကိုမရောက်လာခင်မှာသူကဖိလိတိရန်သူတွေကိုတွားရောက်တိုက်ခိုက်ရန်ဆိုင်ခဲ့တာဖြစ်တယ်အဲ့ဒီကြောင့်မို့စိတ်တွားတိုင်းကိုမပါနိုင်တဲ့သူရဲ့ခန္ဓာကိုပြင်ပန်းလေးလံခြင်းကြောင့်ဥမင်တခုမှာအနားယူနေတဲ့အချိန်ဒါဝိနဲ့သူရဲ့အဖွဲ့သားတွေကရှောလုကိုတပ်ဖို့ရန်အတွက်အခွင့်အရေးရခဲ့ပါအဲ့ဒီအချိန်မှာဒါဝိရဲ့တပည့်တွေကဒီလိုပြောတယ်124အငယ်4မှာဒါဝိလူတို့ကလည်းခြောက်ရဘုရားကတီးရန်သူကိုတင်းလက်၌ငါအမိတင်း၌သူပြုချင်တဲ့ပြုရတော့ခွင့်ရှိလိမ့်မည်ဟုကိုရအမိန်တော်အမိတ်ပေးတော်မူသောနေ့ရက်ရောက်ပါပြီဟုဆိုကြတယ်ဒါဝိဒီသာရရှောလုဝတ်လက်ရှိသောအင်ဂျီအောက်ပိုင်းကိုတိတ်ဆိတ်စွာလီးချက်လေ၏ထို့သောရှောလုအင်ဂျီကိုလီးချက်မိသောကြောင့်ဒါဝိဒီနောက်တစ်ဖက်နောင်တရ၍လို့ဖော်ပြထားပါဆိုတော့ဒါဝိရဲ့လူတွေကရှောလုဘုရင်ကိုနင်းကိုတပ်ဖို့ရန်အတွက်ဖယားကကိုရောဒါဝိကိုအခွင့်အရေးပေးနေပြီဆိုပြီးတော့မြောက်ပင်ပြောဆိုနေကြပြီမဒါဝိကတော့ရှောလုဘုရင်ရဲ့ရှင်ဘုရင်အဝတ်ရဲ့နော်ဒီအစွန်းနာလေးကိုပဲလီးချက်မိယူလိုက်တယ်ဒါပေမဲ့အငယ်ငါမှတလို့ပြောတယ်ရှောလုဘုရင်ရဲ့အဝတ်တော်အပိုင်းစားလေးကိုလီးချက်မိတဲ့အတွက်ကြောင့်တောင်ပါတဲ့ဒါဝိကဘာဖြစ်လဲဆိုနောင်တရတယ်ဘာကြောင့်နောင်တရလဲဆိုလို့ရှိရင်ဘုရားခင်ရှင်ဘုရင်နေရာမှာပိတ်သိပ်ထားတဲ့လူကိုငါကြီးမိပြီဆိုပြီးတော့နောင်တရတယ်ဆိုပြီးတော့ပြောပြထားပါဆိုတော့ဒီနေရာမှာအဓိကဘာပြောပြချင်လဲဆိုလို့ရှိရင်ဒါဝိကသူ့ရဲ့ရန်သူချစ်နေသည့်တိုင်အောင်ဘုရားခင်ပိတ်သိပ်ထားတဲ့လူပုဂ္ဂိုလ်ချစ်တဲ့အတွက်ရှောလုဘုရင်ကိုသူတန်ဖိုးထားတယ်ဆိုတော့တွေ့ရတာဖြစ်သူဘုရားခင်ပိတ်သိပ်ထားတဲ့ဘယင်ကိုရှောလုကိုမကြည့်မကိုက်ပဲတန်ဖိုးထားတဲ့အတွက်သူ့ရဲ့အသက်တာကိုလည်းရှောလုဘယင်လို့အခွင့်အာဏာရှိတဲ့လူရှိတဲ့သူတယောက်ကဘလောက်ပဲတပ်ပြတ်ဖို့ရန်အတွက်ချောင်းမြောင်းတိုက်ခိုက်နေပါစေဖယားရဲ့ပိတ်သိပ်ခြင်းကဒါဝိပေါ်မှာတက်ရောက်ပြီးတော့အပေသူများထိခိုက်လို့မရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်စေတယ်ဆိုတဲ့အရာကိုဒီကျွန်တော်စံစာအားဖြင့်ဒါဝိရဲ့တက်တာကိုကြည့်ချင်အားဖြင့်သိရှိရပါအချင်းချင်းတပ်ဖို့ရန်အတွက်ချောင်းမြောင်းပြီးတော့လဲစားခံရတဲ့အခြေအနေထဲမှာရင်ဆိုင်အသက်ရှင်နေရသည့်တိုင်အောင်ဘုရားခင်ကဒါဝိကိုဒီရန်သူရဲ့လဲပြခြင်းလန်သူရဲ့ချောင်းမြောင်းခြင်းတိုက်ခိုက်ခြင်းထဲမှာမလဲပြိုသွားစေဘဲနဲ့ဖယားရဲ့စိတ်တော်နဲ့တွေ့ပြီးတော့ဒါဝိလက်ထက်တာမကဒါဝိသားစဉ်မြေဆက်ကိုပါရှင်ဘုရင်နေရာမှာပိတ်သိမ့်လက်ချီးမြှောက်လက်ကောင်းချီးပြီးအသုံးပြုခဲ့တယ်ဆိုရကိုဒီနေ့ကျွန်တော်တွေ့ရတာဖြစ်ပါဒါကြောင့်မို့တင်ဟာပိတ်သိမ့်ခြင်းကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင်အဲ့ဒီတန်ဖိုးထားတဲ့ပိတ်သိမ့်ခြင်းကတင်ရဲ့တက်တာထဲမှာနေရာယူလာမှာဖြစ်တယ်ဒါမှကျွန်တော်ယုံကြည်သူတွေကဒီ Christ ဆိုတဲ့ anointed one တဲ့ပိတ်သိက်ခံသူကိုကျွန်တော်အပိုင်ဆိုင်ထားတဲ့သူဖြစ်တယ်။ဒီနေ့ကျွန်တော်ပိတ်သိက်ခံရတော့သူတွေဖြစ်တယ်။ကျွန်တော်ကပိတ်သိက်ခံရတော့သူပြီးပိတ်သိက်ခြင်းကိုတန်ဖိုးထားခြင်းအချင်းကျွန်တော်ရဲ့ပုံမှာဘုရားခင်ပိတ်သိက်ထားတဲ့ကျွန်တော်ကိုပြီးမဲ့ပိတ်သိက်ခြင်းတွေဟာကျွန်တော်ရဲ့တက်တာခြင်းမှာကျွန်တော်ရဲ့တက်တာဒါမကကျွန်တော်ရဲ့သားစဉ်မြေဆက်အတွန်းရှည်ပြီးတော့နေရယူပြီးတော့ဘုရားကြီးကောင်းချီးပေးချီးမြှောက်လို့အလုံးလုံးလို့ရမှာဖြစ်တယ်ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အချင်းခွာပေးဝင်ငါခြင်းနဲ့ရောက်တဲ့ဘုရားသူကောင်းချီးပေးပါစေ